ဘာသွားတွေ့လဲဆိုတော့ကျွန်တော်တို့beginner level တွေ interval စပြီးတော့ train တော့မယ်ဆိုရင်အရင်ဆုံးမီတာ100 200တွေစပြေးကြတယ်ကျွန်တော်တို့ဒီ long run ပြေးတဲ့လူတွေမှာက pace control ဆိုတဲ့သဘောတရားရှိတယ်ဒါကဘာလဲဆိုတော့ကိုလှုပ်တဲ့လေ့ကျင့်ခန်းဒီဘယ် pace ကိုဥတည်တာလဲဒီတော့ကျွန်တော်တို့ခုနပြောတဲ့100 200ဒီကိုယ့်ရဲ့ pace ဘယ်လောက်ဖြစ်ဖို့အတွက်လေ့ကျင့်တာလဲရည်ရွယ်ချက်ကိုတော့သိဖို့လိုတယ်ဒီတော့ကျွန်တော်တို့ pace control ဖြစ်နိုင်တဲ့လေ့ကျင့်ခန်းဒီဘောလုံးဝင်းတစ်ပတ်အကွာအဝေးရှိတဲ့မီတာ400ပဲ pace control ကောင်းကောင်းလုပ်လို့ရတယ်ကျွန်တော်တို့လေ့ကျင့်ခန်းမစခင်အချိန်တွေမှာ wind sprint အနေနဲ့ပြေးတဲ့မီတာ100 3ခေါက်တို့5ခေါက်တို့ဒါမျိုးတွေကတော့ပြဿနာမရှိဘူးကျွန်တော်ဆိုလိုချင်တာကဒီ interval လေ့ကျင့်တဲ့အချိန်မှာမီတာ100ကြီးကို focus ထားပြီးတော့လေ့ကျင့်စရာမလိုဘူးဒီတော့ကျွန်တော်တို့ဒီ beginner ဖြစ်တဲ့အတွက်အပြင်မှာ pace 5ဒါမှမဟုတ်ရင် pace 6ဒါမျိုးပြေးလာနိုင်တယ်နောက်တစ်ဆင့်ကိုတက်ချင်လို့ interval လာပြေးတာဒီ queen တစ်ပတ်ကိုအနည်းဆုံး beginner level ဆိုရင်105 110စက္ကန့်လောက်နဲ့စတဲ့နေပေါ့မီတာ400မှာ105 110စက္ကန့်ကိုနိုင်အောင်နင်းနိုင်ပြီဆိုရင်1 ကီလိုမီတာပြေးတဲ့အချိန်တိုင်းမှာကျွန်တော်တို့ဒီ430မိနစ်နဲ့440မိနစ်ကိုကောင်းကောင်းလေး control လုပ်လာနိုင်ပြီဒါကိုရည်ရွယ်တာအဲ့တော့ interval ပြေးတိုင်းမှာ pace ကို control လုပ်ရတဲ့ရည်ရွယ်ချက်တွေရှိတယ်ဟိုစိတ်ကူးတဲ့အားကြီးနဲ့ပြေးတိုင်း interval တော့မဖြစ်ဘူးနောက်တစ်ခါဘာကို control လုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ running form ကို control လုပ်လို့ရတယ်နောက်ပေါ်မှာ jogging ပြေးတဲ့အချိန်မှာကျွန်တော်တို့ဒီ heel strike လို့ခေါ်တဲ့ဖနှောင်းနဲ့ချနင်းတဲ့ပုံစံနဲ့ကျွန်တော်တို့သွားနေတယ်ဒီကွင်းထဲမှာမီတာ400 interval စတော့မယ်ဆိုတဲ့အတိရောက်တာနဲ့ကျွန်တော်တို့ဒီခြေပြားဒါမှမဟုတ်ရင် mid foot နဲ့နင်းပြီးတော့ကျွန်တော်တို့သွားတယ်ပေါ့ဒါကြောင့်ဒီ queen တစ်ပတ်ဆိုတဲ့အကွာအဝေးမှာကျွန်တော်တို့ဒီခုနပြောတဲ့ဒီခြေပြားတွေ mid foot တွေကိုသုံးလာနိုင်တယ်သူရဲ့ဒီအပေါ်ကဒီလက်လွဲတဲ့ foul တို့နောက်တစ်ခါဒူးမြောက်တဲ့ foul တို့ဒါတွေကလည်းအလိုလိုပြောင်းသွားတာပေါ့ကျွန်တော်တို့ကဒီ queen တစ်ပတ်မှာ running foul ကို control လုပ်လာနိုင်တယ်လို့ပြောလို့ရတယ်နောက်က running science နဲ့ပတ်သက်ပြီးပြောရင်ဒီမီတာ400မှာဒီ energy system နှစ်မျိုးလုံးသုံးရတယ် anaerobic လည်းသုံးရတယ် aerobic လည်းသုံးရတယ် aerobic တစ်မျိုးတည်းနဲ့ပြေးလို့လည်းကျွန်တော်တို့လိုချင်တဲ့အချိန်မှာဒီမီတာ400ကိုမသွားနိုင်ဘူးလမ်းပေါ်မှာပြေးနေတဲ့အချိန်မှာကျွန်တော်တို့ဒီ slow twitch muscle တစ်ခုပဲကျွန်တော်တို့က develop ဖြစ်တယ်ဒီတော့ကျွန်တော်တို့ဒီမီတာ400 interval စပြေးတဲ့အချိန်မှာ anaerobic တွေပါလာပြီအဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဒီ fast twitch muscle ကိုနည်းနည်းလေးပြောင်းပြီးတော့ develop ဖြစ်လာပြီဒါကြောင့်ခုနပြောတဲ့မီတာ100 200တို့လိုဒီ pure anaerobic တီးသန့်နေတဲ့စရင်ဒီ aerobic နဲ့ anaerobic အရောမီတာ400နဲ့စပြီးလေ့ကျင့်တာတော်တော်လေးအဆင်ပြေတယ်မီတာ400ကိုပိုင်မယ်ဆိုရင်သိကြတယ်ဒီ1ကီလိုမီတာကိုလည်းမကောင်းစရာအကြောင်းမရှိဘူးဒါပေမဲ့တချို့ကတော့မီတာ400ပြီးရင်800သွားတယ်800ပြီးမှ1000လေ့ကျင့်တယ်ဒါမျိုးပုံစံလည်းရှိတယ်ဒါကတော့နီးပြ idea ပေါ်မှာလည်းမူတည်ပါတယ်နောက်တစ်ခါလူရဲ့ဒီစိတ်ပေါ့နော်မီတာ400 queen တစ်ပတ်ပဲရှိတယ် queen တစ်ပတ်ပဲရှိတော့ငါ queen တစ်ပတ်ကိုတော့ရောက်အောင်ပတ်လိုက်မယ်ဆိုတော့အတိစိတ်ကရှိတယ်ရှိတော့ဒီ queen တစ်ပတ်ကိုမရောက်ရအောင်သွားတယ်ဒီကိုယ့်ရဲ့ခုနလိုချင်တဲ့ pace ကို control လုပ်ပြီးသွားတယ်ဒါကြောင့်ဒီ400အကွာဝေးဒီbeginner အတွက်တော့အဆင်ပြေတယ် beginner level ကိုကွင်းနဲ့ရောက်ချင်းမီတာ100 200 anaerobic လည်းပြေးခိုင်းလို့အဆင်မပြေဘူးမီတာ1000 5ခေါက်တွေ4ခေါက်တွေသွားပြေးခိုင်းလို့လည်းအဆင်မပြေဘူးခြုံပြီးပြောရင်တော့ဒီမီတာ400အကွာဝေးဒီကျွန်တော်တို့ interval လေ့ကျင့်ဖို့အကောင်းဆုံးအကွာဝေးဖြစ်ပါတယ်